သိန်းပေါင်း4000ကျော်လူငွေရရှိပေမဲ့လူတွေရဲ့ဝေဖန်မှုခံနေရတဲ့ခိုင်နှင်းဝေမြန်မာပြည်ဒုတိယမိခင်ကြီးဖြစ်တင်စားခင်ရတဲ့ပရိုက်တာမိခင်ကြီးခိုင်နှင်းဝေကတော့အခုချိန်မှာလူထုတရက်ရဲ့ဝေဖန်မှုကိုပြင်းထန်ရရှိနေတာပဲဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့စွပ်ပစ်ကလေးငယ်မှန်သမျှကိုမိခင်ရဲ့မချရုံးမကွာယူဆောင်ဆောက်ရှောက်နေတဲ့ခိုင်နှင်းဝေဟာပရိုက်တာမှာမြည်သူများမလုံနိုင်တဲ့ပုံစံမျိုးနဲ့အမြဲတမ်းပြည်သူတွေရဲ့ပို့သားတဲ့မြစ်တာကိုရရှိခဲ့သူဖြစ်ပါတယ်။နိုင်ငံတကာမှာတောင်မှတတိထားခံရတဲ့အထိသူမရဲ့ပရိုက်တာလှူရှားမှုတွေဟာပြည်သူတွေနဲ့ဒုက္ခတွေဘဝတွေကိုထိရောက်စွာကူညီပေးနိုင်ခဲ့တဲ့အတွက်ယခုဖြစ်ပေါ်နေတဲ့ငလင်သဘာဝမှာလည်းအားတက်သရောပါဝင်ကူညီနေတာဖြစ်ပါတယ်။သူမရဲ့မတီငွေကနေစလို့ငလင်အတွက်တနိုင်ငံလုံးဒီပါကောက်ခံရှောင်းငွေစတင်ခဲ့ကြတာဖြစ်ပြီးတော့ငလင်ဘေးတွင်လူဒန်းမှုကမ်ပိန်းတွေစတင်လာခဲ့ကြတာဖြစ်ပါတယ်။ခိုင်နှင်းဝေဆိုတာကရင်ခွေမဲကလေးငယ်တွေနဲ့မြန်မာပြည်မှာဖြစ်နေတဲ့ဘေးမဲ့သမျှကိုထိထိရောက်ရောက်လူငယ်တွေထည့်ပြီးတော့ကူညီနေသူဖြစ်တဲ့အတွက်သူရဲ့ငလင်ဘေးတွင်လူခံ post ကိုလည်းပြည်သူအပေါင်းကယုံကြည်ကြတာပဲဖြစ်ပါတယ်။ဒါကြောင့်မြန်မာပြည်မှာရှိသမျှတတိတိုင်ဝိုင်းများစုနဲ့နုပညာရှင်တိုင်ဝိုင်းတော်တော်များဟာခိုင်နှင်းဝေ KRC မှာပူးပေါင်းပါဝင်လူဒန်းကြတာပဲဖြစ်ပါတယ်။နမဲကြီးမင်းသားမင်းသမီးများစုကအနည်းဆုံး10သိန်းမှစလို့သိန်း100နဲ့ထည့်လူကြပြီးတော့ခိုင်နှင်းဝေစီမှာပဲထောင်ကျော်တွေလဲလူကြပါတယ်။ဒါတွေကြောင့်ခိုင်နှင်းဝေရဲ့လူငွေတွေဟာငလင်ဖြစ်ပြီးတော့တရက်တစ်မိနစ်မှတင်ငွေသိန်းပေါင်းတောင်းကျော်သွားခဲ့တာဖြစ်ပါတယ်။နောက်ဆုံးမှာတော့အလူငွေပေါင်းသိန်း4000ကျော်သွားခဲ့တဲ့အခါမှာတော့လူပုတ်နေရာတွေကိုခွဲဝေလူပုတ်ဖြစ်လာခဲ့တာဖြစ်ပါတယ်။ငွေဆိုတဲ့ຢာကမျက်နှာကြီးဟာဟင်းဘက်ပါတဲ့လူလို့ဆက်ကိုဖြစ်တဲ့အတွက်ခိုင်နှင်းဝေရဲ့သိန်း4000လူကြီးဟာမြေပြင်မှာတော့တကယ်လိုအပ်တဲ့နေရာတွေကိုရှောက်မနေခဲ့ဘူးလို့လူအများရဲ့စကားသံတွေကထွက်လာခဲ့ပါတယ်။မီဒီယာတွေကလူတွေရဲ့တန်းရှင်းရဖို့အတွက်ကောင်းတဲ့နေရာတွေမှာသာအစိုးလိုက်ပြောင်းလိုက်ရောက်ရှိနေခဲ့ပြီးတော့ချိန်မီလူတန်းမှုအသင်းရှိကြတဲ့တတိကျိုင်ဘုံကြီးကျောင်းပြက်တွေကိုတော့သိန်းပေါင်းထောင်ကြီးလူတန်းနေတယ်လို့မတရားခံနေရတဲ့ဒုက္ခသည်တွေရဲ့ခံမြင့်ဝန်းနေတဲ့နေဟာလူမှုကွန်ရက်ပေါ်မှာထွက်ရှိလာတာဖြစ်ပါတယ်။တချို့ကလည်းခိုင်နှင်းဝေတို့ဟာအလူငွေတွေရဲ့60ရာခိုင်နှုန်းကိုအိတ်ကတ်ထဲပဲတစ်ကိုထည့်နေရလို့လေတက်တည်မတိကြမသိကြတဲ့ကောလာဟာလာတွေထွက်လာခဲ့တာဖြစ်ပါတယ်။ဘလို့ပဲဆိုခုချိန်မှာမြန်မာပြည်လေပိုင်းမှာမြို့တွေတော်တော်များငလင်တင်ကြဖုံဖုံညံ့ညံ့ကျနေတာပါဘသူကမှလည်းပြစ်တင်လို့မရတဲ့ဘေးကြီးဖြစ်တာကြောင့်ရှိသူမရှိသူမခွဲကြပါနဲ့ဒုက္ခရောက်နေသူအားလုံးကိုကုသနာကတော့အမှန်ပဲဖြစ်ပါတယ်လူအများကမြို့ကြီးကိုသာစုပြုံပြီးတော့လူတန်းကြပေမဲ့လူသူမသိကဲဆယ်ရေးမရောက်အလုံငယ်မရတဲ့တောရွာငယ်လေးများစွာလည်းကျန်ရှိနေတာဖြစ်ပါတယ်ဒါကြောင့်အများကခိုင်နှင်းဝေရဲ့သိန်း4000ကိုခုလိုမျိုးခွဲဝေမျှတပြီးတော့ကိုကြီးစေချင်တာပဲဖြစ်ပါတယ်အများအကျိုးတွေကိုကျိုးဆွပြီးတော့အဆက်ကိုအောက်ချကလူခံပေးမယ်လေပေါ်ပင်လူလို့ထင်ခံရကလူအများရဲ့ဝေဖန်နာကြီးမှုတွေကိုခံနေရတယ်မင်းသမီးခိုင်နှင်းဝေနဲ့ပတ်သက်ပြီးတော့ပရိသတ်ကြီးတို့ရဲ့အမြင်လေးကိုလည်းကွန်မန့်မှာပြောခဲ့ပေးပါအောင်ရှင်လူတွေဆိုတာကတော့ကောင်းတာလို့ဆိုတာပဲလို့သူတို့ကတော့အပြစ်တင်ဝေဖန်တတ်တဲ့လူမျိုးရှိရင်တော့အပြစ်တင်ဝေဖန်ကြမှာပါဒါကြောင့်မလို့ကိုလုံးတင်တဲ့အရာကိုပဲရှေ့ဆက်လုပ်သွားပြီးတော့အများပြည်သူကျိုးကိုတိတ်ဖို့မဲ့လုပ်ရက်ဆိုရင်တော့လှုပ်သွားဖို့အတွက်ပဲတိုက်တွန်းချင်ပါတယ်အာပီနာစင်ခဲ့ကြပြီးပြည်သက်တယောက်ချင်းစီတိုင်းလဲကိုစိတ်နှလုံးရှင်လန်းချမ်းမြေ့ပါစေကြောင်းနဲ့ကဲသုံးပါကြီးမှာကင်းဝေးပါစေကြောင်းဆုတောင်းမေတ္တာစကား